မင်္ဂလာပါနီဟောင်းတာကြားဟောင်းဒီနေ့သင်ခန်းစာနှစ်အတွက်အတန်ထွက်လေးတွေထပ်ပြီးတော့ဖတ်ပြပေးပါမယ်ပထမဆုံးတရုတ်စကားကနီကြောက်ရှမမင်စစ်ဒါကတော့မင်းနာမည်ဘယ်လိုခေါ်လဲဒီလိုမေးတာပါနော်ကြောက်ဝေါ်ကျွန်တော်ဆိုလို့ရှိရင်ဥမာကြောက်ဝေါ်အမင်ဟလာကျွန်တော်နာမည်ကအမင်ပါဒီလိုမျိုးပြောတာနော်နောက်တစ်ခုကဟန်ကောင်းရှိရက်ရှိနီဟန်ကောင်းရှိရက်ရှိနီအဓိပ္ပာယ်ပါလေမင်းနဲ့သိရတာမင်းကိုသိရတာဝမ်းသာပါတယ်ဒီလိုအဓိပ္ပာယ်မျိုးနော်နောက်တစ်ခုတရုတ်စကားက你是哪里人你是哪里人你是哪里人ဆိုလိုတာမင်းကဘယ်ကလဲမန္တလေးကလားရန်ကုန်ကလားမြန်မာပြည်ကလားတရုတ်ပြည်ကလားဒီလိုမျိုးမေးတာနော်你是哪里人ဒီလိုမျိုးနော်နောက်တစ်ခုက我是ဒါကွက်လက်လေးခြံတာပါနော်ဥမာအပြင်ကျွန်တော်တို့ကမြန်မာဆိုရင်我是缅甸人ဟုတ်လားဥမာငါ北京သားဆို我是北京人ဒါမှမဟုတ်ငါ上海က我是上海人ဒီလိုမျိုးပြောမှာပါနော်နောက်တစ်ခုကဒီမှာမှတ်သားစရာလေးတစ်ခုက你叫什么名字ဆိုတဲ့စကားလုံးကိုမေးတဲ့အခါမှာလူကြီးသူမတွေဆိုရင်ပေါ့နော်လူကြီးသူမတွေဆိုရင်ကျွန်တော်တို့ကနီအစားနင်းဒီအတန်လေးကိုသုံးတယ်နော်နင်းကြောက်什么名字ဟလာဦးတော်ဘယ်လိုခေါ်ပါတယ်လဲခင်ဗျာနာမည်ဘယ်လိုခေါ်ပါတယ်လဲခင်ဗျာဒီလိုရင်ကြီးမေးတဲ့ပုံစံပေါ့နော်နောက်တစ်ခုက我是ဒီကွက်လက်လေးထားပြီးတော့我是ကွက်လက်ရဟန်းဆိုတဲ့နေရာမှာကိုနေတဲ့နိုင်ငံဒါမှမဟုတ်မြို့နာမည်ထည့်ပြီးပြောလို့ရတယ်ဆိုတော့လည်းကျွန်တော်ပြောပြသွားပါပြီနော်我是缅甸人我是仰光人仰光ဆိုတာကျွန်တော်ရန်ကုန်ကိုပြောတာပေါ့နော်ဟုတ်လားဒီလိုမျိုးလေးပြောလို့ရပါတယ်နောက်ပြီးတော့ဟန်ကောင်းရှင်ရက်ရှိနီဆိုတဲ့စကားလုံးကိုပြောတဲ့အခါမှာတစ်ဖက်လူကလည်းဒီတိုင်းပဲပြန်ပြောလို့ရတယ်我也很高兴认识你ဒီလိုမျိုးပြန်ပြောလိုက်ရင်လည်းရပါတယ်เนาะပြန်သုံးလို့ရပါတယ်ဒီနေ့သင်ခန်းစာလေးကိုလည်းစူးစမ်းလေ့ကျင့်ပြီးတော့နောက်နေ့မှလည်းနောက်ထပ်သင်ခန်းစာလေးတွေနဲ့ဆက်လေ့လာကြရအောင်ပါเนาะDaily Chinese ကနေပြီးတော့အများနဲ့ကြိုးစုံနေပါတယ် like and share လေးလည်းလုပ်သွားလို့ရပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်စိုက်ချက်